别没说你了我。ဟုတ်တယ်ရောင်းစားမလို့တရုတ်ပြည်ကို 嘿， surprise 嘿，ဘာလဲပန်းနေနဲ့ ဘာလို့ရှိလို့သွားလိုက်ဘူးနော် ဟာဘာပောက်ကြရည်လောက်ထားလဲမသိဘူး this way ရဲ့တခါမှဒီလို surprise အလုံးမခံရအောင်ဆိုတော့ရင်အောင်ခုံနေကွယ်ပန်းလေးနဲ့ so romantic outfit လေးအရင်ဆုံးဒီ outfit လေးလဲလိုက်ပါတဲ့ okay အဲ့ဆို carry ဒါလေးလဲလိုက်ပါမယ်ဘာလေး season ထားလဲမသိဘူးဒီမှာ outfit လဲပြီးရင်တဲ့ bathroom နဲ့တွားတဲ့ this way ဘာရှိလဲမသိဒီ lipstick ကိုစိုးပြီးတော့ post တစ်ခုလုပ်ပြပါတဲ့ what ဘာလဲလဲမသိ post တစ်ခုဘာလဲ okay post တစ်ခုလုပ်ပြီးတော့ bathroom ကနေ kitchen ကိုသွားပါတဲ့ okay အဲ့ဆို carry အခု kitchen ကိုသွားလိုက်ပါမယ်ဘာနှင်းစီပန်းအစားနာမှာတော့မတွေ့ဒါလေးစားပြီး3ခါလှည့်ပြပါတယ်စားပြီးရင် microwave ကိုဖွင့်ကြည့်ပါတယ် okay အဲ့ဆို carry ဒါလေးအတန်တော့မလဲဒါလေးစားလိုက်ပါမယ်မင်းခုစားမလဲမပြောတာ둥글게ရတယ်နော်3ခါ okay ပြီးရင်ပါပြော microwave ကိုဖွင့်ကြည့် okay အဲ့ဆို microwave လေးတစ်ချက်ဖွင့်ကြည့်လိုက်kitchen ကနေ dining table ကိုသွားပါတယ်။ဘာလဲတော့မသိဘူးဒီ Audrey မလောက်ထား surprise အကြီးတစ်ခုခုဖြစ်မှရမဟုတ်ရင်ငါစိတ်ဆိုးမှာ။ဟောအဆုံးခိုင်းတာဆိုတော့အေးလုပ်ပြန်ပြီ dining table အားမရှိ ။ရပါ။ထင်တာပဲ။အောက်မှာစောင့်နေရကားပေါ်တက်ခဲ့ရဆို carry ကားပေါ်သွားလိုက်ပါမယ်။ဘာထလုံးလည်းမသိဘူးရင်းနေရောက်ခုံဘာလဲနှင်းစီပန်းနေရောအရင် romantic တွေဖြစ်နေအောင် ဘာမှတော့မပြော so သေး sweet နော်အများကြီးပဲအင်းရောလဲခိုင်းပြီးတော့ မျိုးလုံးမှာဝတ် ဒါ okay ကားဆရာသွားမယ် ဟဲ့ငါ့ကိုပဲခေါ်သွားမလို့ပြင်မေးဆွဲနေရလားငါ့ ဟုတ်တယ်ရောင်းစားမလို့တရုတ်ပြည်ကို ဟဲ့ ကောင်းမှဒီတိုင်းစားထိုင်နေနော်ဒီ live ပေါ်မချစ်လည်းနော်ဒီတိုင်းနေနော်ကြာလာခဲ့ပဲ ဘာထလုံးလည်းမသိဘူးကြောက်တော့ကြောက်လာပြီ live ပေါ် ချစ်ရရ ပါပြီ အများကြီးပဲဘာရော ဒါ gift set အိုးလန်ခွန်gift set ကြီး rice cooker rice cooker ဟုတ်ဘူးထောက်ဆွဲပြုတ်ဖို့ အိုးအင်းကြီးလေအော်super rice cooker ရောဒီဟိုဟာရော makeup တွေရောအင်ကြီးရောအကုန်လုံးတစ်ဆိုင်နဲ့ဝယ်လာလား လေသူဆိုင်ထဲက ဘယ်อ่ะ ဟိုဒီဘေးကဆိုင်လေးမှာ Mooney and မြင့်မို့ဆိုတဲ့ဆိုင်လေးသူကတစ်ဆိုင်ထဲမှာအဲ့လိုအစုံရတာ အာငါလည်းဝင်ကြည့်နေတယ်လေ stock ရကြည့်မလားရတယ်လေမပိတ်သေးတော့ကြည့်စီမယ်လို့လေတကယ်ဆုံးလာနော်လုံးဝ ။ရာဟိုအင်ကြီးရောဒီမှာဆိုမုတ်တွေ ဟို ရော ဘက်မှာဆို skin care ပါရှိရပြီးတော့ luxury လုံးဝ luxury product ဒီမှာဆိုရေမွေးအများကြီးပဲ ခိုင်းဆိုရင်အဲ့လိုဒီ brand လေးဆိုလို့ရှိရင် pre order စောင့်ရအောင်လေးပဲတော့ဒီမှာအကုန် stock gift set you will have gift set တွေပါအကုန်လုံး in stock ရှိရနော် ဟိုကမီလေးလေ ။ဘယ်နှခါတော့ငါ့ကို show ပြီးတော့တယောက်တည်းလာနေအကုန်သိနေတယ် तू က မဟုတ်လူများမှဆိုလို့မပြောတာ ။ဒါဆို kitchen မှာသုံးမဲ့ပစ္စည်းတွေပါရှိရနော်။အယုတ်လေးနော် ရုပ်လေးကလေးလေးကြီးကြိုက်မဲ့ဘာဘီရုပ်လေး ။ like kitchen wear ရောဒီလိုအယုတ်တွေပါတနေရာမှာရှိရဆိုမိသားစုလိုက် shopping လုပ်ရင်လည်းပြောစရာကြီး ဟုတ်တယ်နော် ။ဟာအဝတ်စားလေးတွေသွားကြည့်ချင်တယ် okay ဒါကြည့်မယ်အင်းကြီး ။အဝတ်စားတွေရောဖက်နက်တွေရော sports bra 8ဖနက်တွေ ကလေးဝတ်စားတွေပါရှိရနော် ဒါကြတော့ကျမတို့ကလေးမရှိဘူးလေကလေးတော့ဆိုလိမ်ဝင်သွား ။ကိုရိုင်းကလေးလေး ကိုရိုင်းကိုကလေးလေး အေးရှိလို့ ရှိပါ ။အားလေး surprise တိုင်းလို့ပေါ့နော်လက်ဆောင်လေးရောအများကြီးရလို့ရန်ပြောနေပါရဲ့ thank you so much ပါ ဟုတ်ပါတယ်ဖဲမြင်ရပါစေ ကိုညီမလေးအမရရှိရဆိုရင်လည်း comment မှာ mention ပြီးတော့စီထိုးရပါတယ်လို့ကြရရပြီဆိုတော့တခြားသူတွေအတွက်စီထိုးလိုက်တာပါအားလုံးပဲဗီဒီယိုလေးဆုံးဖြတ်ကြည့်ရှုပေးရကျေးဇူးအများကြီးတင်ပါတယ် bye